တံမြာသီးရဲ့အကျိုးအာနိသင်တွေကိုမျှဝေပေးခဲ့ပြီးဆိုတော့ဆက်လက်ပြီးတော့တံမြာဈေးအကြောင်းလေးကိုလည်းမျှဝေပေးချင်ပါတယ်တံမြာသီးတွေကတံမြာဈေးဟာလည်းခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်တံမြာဈေးကိုဝါစားပေးခြင်းဖြင့်ခန္ဓာကိုယ်ကိုအဆီကျစေပါတယ်သွေးတိုးယောဂရှိတဲ့သူတွေအနေနဲ့လည်းတံမြာဈေးကိုဝါစားပေးခြင်းဖြင့်သွေးတိုးခြင်းကိုတက်တာစေပြီးခန္ဓာကိုယ်ရဲ့သွေးလက်ပတ်မှုကိုကောင်းမွန်စေပါတယ်ခန္ဓာကိုယ်အတွင်းပိုင်းရှိသွေးခဲခြင်းသွေးပြစ်ခြင်းအစရှိတဲ့ယောဂတွေကိုလည်းတားမြစ်ပေးနိုင်ပြီးအသက်ဆီဖုံးခြင်းနဲ့နှလုံးသွေးကြောခြင်းယောဂတွေကိုလည်းထိရောက်စွာတက်တာစေနိုင်တယ်လို့သိရှိရပါတယ်တံမြာသီးအစေးရဲ့အကျိုးအာနိသင်တွေကိုမျှဝေပေးခဲ့ပြီးဆိုတော့ဆက်လက်ပြီးတော့တံမြာသီးအခွန်ရဲ့အကျိုးအာနိသင်တွေအကြောင်းကိုမျှဝေပေးချင်ပါတယ်တံမြာသီးမှာလည်းအကျိုးအာနိသင်တွေများစွာရှိသလိုကျွန်တော်တို့တွေတော်တော်များများလွှတ်ပြတ်တတ်ကြတဲ့တံမြာသီးရဲ့အခွန်မှာလည်းကောင်းကျိုးတွေများစွာရှိနေပါတယ်တံမြာသီးအခွန်ကိုစားသုံးလို့ရသလိုတံမြာသီးအခွန်ကိုအသုံးပြုလို့ရတဲ့နေရာတွေလည်းရှိနေပါတယ်တံမြာသီးအခွန်ကိုအသုံးပြုနည်းလေးကတော့တံမြာသီးကိုရေခဲတစ်တာထက်မှာ3-4နာရီခန့်ထပ်ထားပေးပြီးပြန်ထုတ်ပြီးရင်တံမြာသီးအခွန်ကိုချစ်ခုံနဲ့ချစ်ချပေးရပါမယ်ရရှိလာတဲ့အမြင့်လေးတွေကိုလေလုံထဲဖန်ပလင်ထဲထည့်ထားပြီးဖြို့ရည်ဟင်းပွဲတွေနဲ့အတုပ်တွေထဲမှာထည့်ပြီးစားသုံးနိုင်ပါတယ်တံမြာသီးအခွန်ကိုအမှုတ်ကျိတ်မဲ့ဆိုရင်တော့တံမြာသီးကိုရေခဲတစ်တာထဲထည့်ပေးဖို့မလိုအပ်ပါဘူးကျိတ်ထားတဲ့တံမြာသီးအခွန်မုတ်တွေကိုဖန်ဘူးထဲလေးလုံအောင်ပိတ်ပြီးရေခဲတစ်တာထဲထည့်ထားနိုင်ပါတယ်တံမြာသီးအခွန်မုတ်ကိုလည်းဖြို့ရည်ဟင်းပွဲတွေနဲ့အတုပ်တွေထဲမှာထည့်ပြီးစားသုံးနိုင်ပါတယ်တံမြာသီးအခွန်ကိုစားသုံးပေးခြင်းဖြင့်ရရှိနိုင်မဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့နံပါတ်1ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းတံမြာသီးအခွန်ကိုစားသုံးပေးခြင်းဖြင့်ကင်ဆာဆဲတွေကြီးထွားမှုကိုလည်းကာကွယ်ကုသနိုင်စွမ်းရှိပါတယ်နံပါတ်2သွေးတိုးဆီးချိုယောဂါကိုတက်တာစေခြင်းတံမြာသီးအခွန်မှာပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်တာကြောင့်သွေးတိုးဆီးချိုယောဂါတွေတာမကနှလုံးယောဂါနဲ့ရုတ်တရက်နှလုံးရက်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်နံပါတ်3ကတွင်းကိုကျန်းမာစေခြင်းတံမြာသီးအခွန်မှာဗီတာမင်စီပါဝင်တာကြောင့်သွားနဲ့တဖုံးကိုကျန်းမာစေပါတယ်တံမြာသီးအခွန်ကိုစားနဲ့ရောပြီးသွားကိုပုတ်တိုက်ပေးလို့ရှိရင်လည်းသွားကိုဖြည့်စေုံတာမကတောက်ပြောင်စေပါတယ်တဖုံးရောင်ခြင်းရည်စည်းကမ်းပြိုခြင်းနဲ့ဗီတာမင်စီချို့တဲ့ယောဂတွေအပြင်ကတွင်းနဲ့မကောင်းခြင်းကိုလည်းပျောက်ကင်းစေပါတယ်နံပါတ်4အယိုးကိုကျန်းမာစေခြင်းတံမြာသီးအခွန်ကိုစားသုံးပေးခြင်းဖြင့်အယိုးများကိုတန်မာစေပြီးအယိုးပွားခြင်းအဆိပ်ရောင်ခြင်းတို့ကိုလည်းတက်တာစေပါတယ်နံပါတ်5ဘက်တီးရီးယားများကိုကာကွယ်ပေးခြင်းတံမြာသီးအခွန်ကိုစားသုံးပေးခြင်းဖြင့်အစာလမ်းကြောင်းမှာရှိတဲ့ကပ်ပါပိုးနဲ့တံပြားကောင်းတွေမကြီးထွားအောင်လည်းပြုလုပ်ပေးသလိုမှုနဲ့ဘက်တီးရီးယားတွေမကူးစက်အောင်လည်းကာကွယ်ပေးပါတယ်နံပါတ်6စိတ်ကြခြင်းကိုကုစားနိုင်ခြင်းတံမြာသီးအခွန်ကိုစားသုံးပေးခြင်းဖြင့်စိတ်ဓာတ်ကြခြင်းကိုလည်းကုစားနိုင်ပါတယ်ဒါအပြင်အသေးကိုတက်ဆင်စေခြင်းစံချီမြင့်သွေးကြောများကိုတန်မာစေခြင်းသွေးလက်ပတ်မှုကောင်းစေခြင်းကြွက်တက်ခြင်းနဲ့လေဖြတ်ခြင်းကိုကာကွယ်ပေးခြင်းနားအတွင်းယောဂပိုးဝင်ခြင်းနဲ့အဆိပ်တောက်တွေကိုလည်းပြည့်စေတယ်လို့သိရှိရပါတယ်နံပါတ်9ဖနက်ရဲ့အနက်သက်ဆိုးများကိုဖယ်ရှားနိုင်ခြင်းမိမိတို့စီးနေတဲ့ဖနက်တွေကနေတခါတလေအနက်သက်ဆိုးတွေထွက်နေတယ်ဆိုရင်မိမိရဲ့ဖနက်ထဲကိုတံမြာခွန်လေးတွေထည့်ပြီးတညလောက်ထားလိုက်လို့ရှိရင်အနက်သက်ဆိုးတွေကိုဖယ်ရှားပေးနိုင်တယ်လို့လည်းသိရှိရပါတယ်နံပါတ်10ကြပိုးများကိုနှင်ထုတ်နိုင်ခြင်းတံမြာခွန်ကိုရင်နွေးနဲ့ပြုတ်ပြီးကြပိုးရှိတတ်တဲ့အရာအောင်ပဒင်းပေါက်ပတ်ကြအားနေတဲ့နေရာတွေနဲ့မိဖို့ကြောင့်တွေကိုပတ်ဖြန်းပေးမယ်ဆိုရင်ကြပိုးတွေတာမကပျော့စိတ်ရင်ကောင်ပိုးဟန်နဲ့အခြားကပ်ပေါင်းကောင်းတွေကိုပါနှင်ထုတ်နိုင်စွမ်းရှိတယ်လို့သိရှိရပါတယ်နံပါတ်9မိုက်ခရိုဝေးကိုတက်ရှင်ပေးနိုင်ခြင်းတံမြာခွန်နဲ့ရေကိုခွက်တစ်ခွက်ထဲထည့်ပြီးမိုက်ခရိုဝေးထဲမှာအပူချိန်အမြင့်ဆုံးထားပြီး9မိနစ်ခန့်ပြုတ်ပေးရပါမယ်9မိနစ်ကြာပြီးတဲ့အချိန်မှာခုနကတံမြာခွန်ခွက်ကိုဖယ်ပြီးမိုက်ခရိုဝေးအတွင်းဘက်ကိုအဝတ်နဲ့တုပ်ပြီးတက်ဆင်ပေးလို့ရှိရင်အထက်ကအညစ်အကြေးတွေကိုတက်ရှင်စေတယ်လို့သိရှိရပါတယ်နံပါတ်10မိဖို့ကြောင့်ပစ္စည်းများကိုတက်ရှင်ပေးနိုင်ခြင်းမိဖို့ကြောင့်ထဲကရည်ကြီးတွေနဲ့ညစ်ပတ်ပြီးအနက်သက်မကောင်းတဲ့ဘေးစင်ကိုတံမြာခွန်ကိုအသုံးပြုပြီးတက်ဆင်အောင်ပြုလုပ်ပေးနိုင်ပါတယ်တံမြာခွန်နဲ့ဘေးစင်ကိုပုတ်တိုက်ပေးလို့ရှိရင်အနက်သက်များကိုကင်းစင်စေပြီးတက်ရှင်စေပါတယ်ဒါအပြင်ပကံဆေးတဲ့ဆက်ပြတဲ့ကိုတံမြာခွန်ထည့်ပြီးဆေးမဲ့ဆိုရင်ပကံတွေကိုလည်းတက်ရှင်တောက်ပြောင်းစေနိုင်တယ်လို့သိရှိရပါတယ်မိဖို့ကြောင့်ထဲကအသားငါးနဲ့ဟင်းသီးဟင်းရဲတွေတင်ပြီးလှိဖြတ်တဲ့စင်းနီတုံးဟာပိုးမွားတွေအများဆုံးကတ်နိုင်တဲ့မိဖို့ကြောင့်သုံးပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်စင်းနီတုံးကိုအသုံးပြုပြီးတဲ့အခါတိုင်းပြောင်းစင်အောင်မဆေးကြောဘူးဆိုရင်စင်းနီတုံးဟာမကောင်းတဲ့အနက်တန်းတွေနဲ့ညစ်ပတ်နေစေပါတယ်
ဒါကြောင့်စင်းနီတုံးကိုအသုံးပြုပြီးတဲ့အခါတိုင်းတံမြသီးအခွန်တွေနဲ့ပော့တိုက်ပေးမယ်ဆိုရင်လည်းပိုးမွားတွေကိုလည်းတက်ဆင်ပြီးသားဖြစ်စေပါတယ်တံမြသီးအခွန်ကိုစားသုံးတဲ့နေရာမှာတတိပြရမယ့်အချက်အနေနဲ့တချို့သောတံမြချံတွေဟာပိုးသက်ဆေးတွေအသုံးပြုတာမျိုးရှိကြတဲ့အတွက်ပိုးသက်ဆေးတွေအသုံးပြုထားတဲ့တံမြသီးမဖြစ်ဖို့တော့လိုအပ်တယ်လို့သိရှိရပါတယ်